မောလိုက်ကြဖြစ်လာရင်ကြရက်တွေကြီးပဲပန်းတို့ကတော့ကန်ကောင်းလို့ပန်းတို့ဓားလက်မှာလေနေခဲ့ရတော့မလို့ဘလို့ဖြစ်တာလဲဆိုတော့အပန်းတို့လက်မဖြတ်ထားတဲ့ကားဒီနေ့မထွက်ဘူးအဲ့နဲ့ပဲနောက်တစ်ကားကိုရွှေ့လိုက်တဲ့အချိန်ကျတော့ကြာတော့ကြာတဲ့ကြောင့်အဲ့မှာဘေကားလေးလိုက်ချာနေပြီးတော့အဲ့မှာနောက်ကျကြံနေတော့မလို့လူတိုင်းကားပေါ်ရောက်နေပြီပန်းတို့နှစ်ယောက်တည်းမရောက်ဘူးလားပမန်းဟာအခုအိတ်ဆယ်ပါတဲ့ကားကြီးနဲ့ဟိုချီမင်းကိုသွားမှာပါသူက9နာရီတိလောက်သွားရတယ်ပေါ့နော်တစ်ဖက်လုံးနဲ့ပေးထားစိတ်ပိုင်းချလို့ရတယ်ခေါင်းအုပ်နှလုံးရယ်ပပန်းရယ်ပပန်းအတော်ရယ်အတွက်တနေရာလေးကို2ယောက်ပါလို့ဒီမှာခေါင်းနှလုံးယူပေးထားတယ်တွဲလက်ပါပဲတက်ကြည့်တောင်းမယ်โอ้တွဲနေပါအမိုက်တော့နေပါအခုဒီကားကနေ့လယ်2နာရီထွက်မှာပေါ့နော်ဟိုချီမင်းကိုကြတော့9နာရီလောက်ရောက်မှာပေါ့ဒါပေမဲ့ဘယ်လိုတဲ့ဟိုတယ်ကို10နာရီလောက်မှရောက်မှာရုပ်တင်တယ်နေပူနေတော့တကားလေးပြလာအောင်မယ်ဒီကားပေါ်ထူးခြားချက်ကတော့ပန်းတို့ရဲ့ဖက်နှက်တွေကိုကြီးကြီးနဲ့ထုတ်ခိုင်းတာပါစိမ့်တော့တခါမှမမြင်ဘူးလောက်ဘူးပန်းတို့ကထွက်တော့မယ်ဘိုင်ဘိုင်တတာဒါလက်ကတောင်ပေါ်မျိုးဆိုတော့ပန်းတို့ကတောင်အောက်ကိုပြန်ဆင်းရမှာဒါတွေကလေးထုံလာတော့ဟိုချီမင်းတို့ရောက်တော့မယ်မိုးတော်တော်ချုပ်သွားပြီ